စစ်မိစ္ဆာတို့ရဲ့ရက်စက်ချက်ကတူနိုင်မမီလို့ဆိုရမှာဒါပြည်သူလူထုကြည်ရတဲ့ရွာသားဒီချက်ချင်းနေတဲ့တော့ကအေးလေးပါမင်္ဂလာပါခင်ဗျာ SSA ရှင်တွေကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ရှင်တွေဟာဆိုရင်မြို့တော်လည်းနဲ့ပတ်သက်တဲ့တည်ထူးဥတွေကိုတင်ဆက်ပေးနေတဲ့ရှင်တွေပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်တွေကိုစစခိုင်းလေးပြုလုပ်ပြီးဆောင်ရွက်အပ်ပေးကြဖို့အတွက်တောင်းဆိုပါရခင်ဗျာကြည့်ချသူများကိုသူပဲကျေးဇူးတင်ရှိပါရခင်ဗျာသုံးဆောင်လေးတွေကိုပြစ်ကလေးတွေကတင်လေးတွေဗီဒီယိုလေးတွေရှင်းအောင်ဗီဒီယိုလေးတွေနဲ့သူတို့ရဲ့မတန်းမှခင်ဗျားချက်ချင်နေတဲ့လူအသုံးဆောင်ပစ္စည်းလေးတွေတမန်ပြည်သူတွေအေးချမ်းချမ်းနေတဲ့နေရာကိုဖျားပြင်းဘုံကြီးနဲ့ရက်ဆက်ဆက်ဘုံကျဲနေတာကတော့တရုတ်ကွန်မြူနတီရုရှားကွန်မြူနတီစတဲ့ကမ္ဘာကွန်မြူနတီနိုင်ငံကြီးတွေထောက်ပံ့မှုနဲ့ကိုပြည်သူတိုင်းသားတွေပေါ်မှာရက်ဆက်ဆုံးနှိမ်နှင်းတပ်ဖြတ်နေတဲ့ဖက်စစ်အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ဘယ်တော့ခါမှကဘာမကြီးပြည်သူရဲ့အမုန်းတွေဘယ်တော့မှပြပြောက်တော့မှမဟုတ်တဲ့လီတက်တိုက်လင်မှုတူဦးရဲ့လက်ချက်ဖြစ်ပါတယ်ပြည်သူဘဝအသက်ခန္ဓာပြည့်မဲ့ပြည်သူတွေရဲ့ဘဝနိုင်ငံတကာကလူခွင့်ရေးဆိုတဲ့စံချိန်စံညွှန်းနဲ့ကြည်နေတဲ့ပုံကိုယ်တွေရာဇဝတ်မှုကျူးလွန်မှုမြောက်မမြောက်ဆိုတဲ့စုံစမ်းစစ်ဆေးနေတဲ့ပုံကိုယ်တွေကမ္ဘာယဉ်ကျေးပြီးတဲ့ဩဇာရှိခေါင်းဆောင်နိုင်ငံကြီးကပုံကိုယ်တွေမြင်စေတွေးမိစေမြန်မာပြည်သူတွေရဲ့ဘဝကိုစာနားလည်နိုင်ပါစေဒါလက်ရှိမြေပြင်မှာဖြစ်နေတဲ့ပဂရိအဖြစ်မှန်ဖြစ်ပါတယ်။အော်ရောရက်ဒီတဝိဝိကျွေးနေကြတယ်။1945ခုနှစ်မတ်လအခုလိုကာလဝန်းကျင်လွန်ခဲ့တဲ့နှစ်80တုန်းကကျွန်တော်တို့ရဲ့ဘိုးဘွားတွေဟာပြည်တော်စုတစ်ခုလုံးလဲနေလေအောင်မြင်းဆောင်မကြံဖက်စစ်ဂျပန်တွေကိုအပြင်းထန်ခုခံတွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်လို့အခု2025ခုနှစ်မတ်ကိုကူတော့မယ်အခုကာလကျွန်တော်တို့ပြည်သူတိုင်းသားအားလုံးလည်းပဲဖက်စစ်အကြမ်းဖက်လက်ပါစီစစ်တပ်ကြီးကိုမြမမြေကနေကွယ်ပြောက်သွားအောင်အပြင်းထန်ဆုံးဇွန်တစ်ဖက်တွေနဲ့ခုခံတိုက်ခိုက်နေကြပါတယ်ဒါဖက်စစ်အကြမ်းဖက်မင်းအောင်လှိုင်စစ်တပ်ကရိုင်းဆိုင်ရုံမာတဲ့တက်တီတစ်ခုဖြစ်ပါတယ်နောက်လာမဲ့မြမသမိုင်းအဆက်ဆက်မှာအခုလိုရက်ဆက်ကြမ်းကြုတ်မှုမျိုးလူမဆန်တဲ့လုပ်ရမျိုးကိုပြည်သူလူထုဆောင်ထားတဲ့အခွန်ငွေကိုနိုင်ငံတည်ရန်စတာရောင်းချလို့ရရှိတဲ့ငွေတွေကိုသုံးပြီးပြည်သူလူထုကိုရဲဆက်ဆက်တပ်ဖြတ်ချေမှုန်းတဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်အမျိုးနောင်ဘယ်တော့အခါမှမြမမြေပေါ်မှာပေါ်မလာအောင်ခိုင်မာတဲ့တန်ထိတန်ချပြီးကျွန်တော်တို့အားလုံးအတူတကွအကျိုးစားကြပါစို့လို့ကြည်ကွဲစရာကောင်းတဲ့ပြည်သူလူထုရဲ့ရင်နာနာမြင်ကွင်းများကိုတင်ပြရင်းနဲ့နှိုးဆော်လိုက်ပါတယ်